အားလုံးပဲမင်္ဂလာပါရှင်ဖြစ်ရမှန်းဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါစီရှင်တခါကကိုကျင်မောင်ဆိုတဲ့လူတစ်ယောက်ရှိပါတယ်သူဟာမိန်းမနဲ့အဆင်မပြေတိုင်းအရက်ကိုပဲအဖော်လုပ်တတ်တဲ့သူစီးပွားရေးအဆင်မပြေတဲ့နေ့တွေဆိုပိုဆိုပါတယ်ပတ်စံမရှိအလုံမကောင်းအိမ်မှာလဲရန်ဖြစ်အဲ့ဒီလိုနေ့တွေတိုင်းကိုကျင်မောင်ကအရက်မူပြီးညနေတဲ့ထိအိမ်မပြန်တတ်ပါဘူးတညက်နေမှာထုံးစံအတိုင်းအရက်တောက်ထွက်သွားပြီးညတကောင်ကြော်တဲ့ထိအိမ်ပြန်ရောက်မလာသေးပါဘူးအပြင်မှာတော့မိုးဖွဲဖွဲရွာနေပါတယ်လေကအေးပြီးရက်ွက်ထဲကခွေးတွေကလည်းတညာလုံးဥနေကြပါတယ်ကိုကျင်မောင်ဘယ်သွားနေလဲမသိဘူးဖုန်းခေါ်လည်းမရဘူးဇနီးဖြစ်သူကစိုးရိမ်စိတ်နဲ့တကားကိုခဏခဏဖတ်ကြည့်နေမိပါတယ်။ဒါပေမဲ့ညနဲ့လာတာနဲ့အမျှသူမလည်းမစောင့်နိုင်တော့ပဲအိပ်ပျော်သွားခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ရက်ွက်ထဲမှာလူတွေစုယုံစီယုံဖြစ်နေကြပါတယ်။ရေမြောင်းသားတစ်ဝိုက်မှာရုပ်ရုပ်တဲတဲနဲ့ဒီမှာအရသမားတယောက်အမှုလုံးပြီးရေမြောင်းနေကြတင်နေတာလူအုပ်ထဲကအတန်တန်ထွက်လာပါတယ်။အဲ့ဒီလူကကိုကျင်မောင်ပဲ။ညကလေးကအမိုးလွန်ပြီးရေမြောင်းတဲ့ခေါင်းဆိုင်တာနေခဲ့တာခြေထောက်တစ်ဖက်ကမိုးပေါ်ထောင်နေပြီးတကိုယ်လုံးတောင်တင်းနေပါတယ်လက်ချောင်းတွေကကွေးကောက်နေပြီးမျက်နှာတစ်ခုလုံးရွှွန့်တွေနဲ့ဖုံလို့နာယီကူညီမှုအသင်းနဲ့သက်ဆိုင်ရာလူကြီးတွေရောက်လာပြီးအလောင်းကိုရေတွေဆေးပေးကြပါတယ်ပြီးတော့အဲ့ဒီအလောင်းကိုကားပေါ်တင်ပြီးယူသွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတော့မနေ့ညကခွေးတွေဦးနေတာသူ့ဝိညာဉ်လျှောက်သွားနေတာထင်တယ်နော်ရက်ွက်ထဲကကလေးတချို့ရဲ့တီတူပြောတန်တွေထွက်ပေါ်လာပါတယ်။အဲ့ဒီနေ့ကစပြီးအဲ့ဒီရေမြောင်းသားကိုညဘက်ဘယ်သူမှမဖြတ်ရဲတော့ပါဘူး။ဇလန်းလေးကိုနားဆင်ပေးကြသောပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။နောက်ထပ်လည်းဒီထက်ကောင်းတဲ့ဇလန်းလေးများကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။